လူတယောက်ချမ်းသာနေလို့ဟာဒီကောင်တော့အကုန်တိကုန်တက်ဆရာကြီးပဲလို့ပြောလို့မရသလိုဆင်းရဲနေလို့လည်းဟောသူကတော့လုံးလိုက်ရင်တလွဲကြီးပဲဖြစ်နေတာလို့ပြောလို့မရပါဘူးတဟေးကြီးဝိုင်းဘက်ဖက်ပြောစကားအရာချမ်းသာဖို့ကိန်းဂန်းတွေနဲ့တင်မဟုတ်ပဲအချင်းကောင်းတွေစိတ်တကောင်းတွေလဲလိုပါရဲ့တဲ့ဒါဆိုလူချမ်းသာတွေပဲတီးပြီးအများစုသောသူတွေမသိတာကဘာတွေဖြစ်မလဲတဲ့ငွေအကြောင်းလေးလာတာငွေအကြောင်းလေးလာရတာကိုတော်တော်များများကရှုပ်တယ်ထင်နေကြတယ်ခမများတို့ကျွန်တော်တို့ကတင်ကြတွက်တဲ့တိမ့်ပန်တင်နေဘယ်တော့မှများငွေအကြောင်းလေးလေးနဲ့စဉ်းစားခဲ့လဲအချင်းကုန်ခဲ့ပြီးရင်းနှီးမြှုပ်နှံမှုဘယ်လိုလုပ်ရလဲအခုဘယ်လိုဆောင်မလဲမတွေးကြမသိကြပါဘူးနဲ့ကြောက်တက်တာအလုပ်တိုင်းမှာတရားရခိုင်နှုန်းအာမခံမရှိဘူးအငဲနဲ့အများဆိုသလိုမတေချာမှုတွေရှိတယ်ကြောက်တဲ့လူတွေကမလုပ်ဖြစ်ဘူးကြောက်ရင်လည်းရဲရင်မင်းဖြစ်ဆိုတာမျိုးအလုပ်တစ်ခုကိုတေးတေချာချာလေးလာလက်စားထားတဲ့သူတွေကအကြောက်တရားတွေမရှိတော့ပါဘူးတုံးရေတို့တွေတာခုတော်တော့ဆယ်အဆင်ပြေဖို့အတွက်ပဲလုပ်ကြပါတယ်ရေရှည်တွေတဲ့လူနဲ့ပါတယ်ချမ်းသာခြင်းရင်ရေရှည်ကြည့်ပြီးစူးစမ်းငွေကိုကောင်းကောင်းရင်းနှီးမြှုပ်နှံတက်ရပါမယ်လေးငွေမစုတာငွေကိုရရစားစားမလုပ်တင်ပါဘူးစူပါမိုးဘယ်လောက်ရအရေးမကြီးဘူးမိုးတိတ်သွားရင်ကိုစီမာရေဘလောက်ကြံခဲ့လဲကရေးကြီးတာပါစူပါဆောင်းပေါ့ကိုအတွက်ရင်းနှီးမြှုပ်နှံမြင့်တင်ပြီးရင်လုပ်ငန်းတွေကိုတေချာတဲ့နေရာတွေမှာထည့်ရင်းနှီးပါငွေနောက်ကိုပဲလိုက်နေတာငွေရှာမတော့ငွေနောက်လိုက်ရမှာပေါ့ပဲပြောကြပါမယ်ဟုတ်တယ်ဒါပေမဲ့ငွေနောက်ကိုသေးတတ်မလိုက်ပဲကိုဒီဆောက်ချင်တဲ့ချစ်တဲ့အလုပ်ကိုစူးစမ်းပြီးဒီဆောက်ရင်ငွေကကိုနောက်လိုက်လာပါလိမ့်မယ်ငွေမငွေဖြစ်နေရင်ပင်ပန်းပြီးမကြခင်အားပြက်ပြီးစမလုံးနိုင်ဖြစ်သွားတတ်ပါတယ်ကိုစိတ်ပါဝင်စားတာတွေထဲကအလုပ်ဖြစ်မဲ့အရာကိုပို့ပြီးစူးစမ်းလုပ်ပါအောင်မြင်လာရင်ငွေကအလိုလိုလိုက်လာပါလိမ့်မယ်အဆက်အသွယ်ကောင်းမရှိတာမင်းမတည်လဲဆိုတာထက်ဘယ်သူတွေနဲ့တည်လဲဆိုတာပိုရေးကြီးတယ်ဆိုတဲ့စကားလေးရှိပါတယ်ငွေရှာတဲ့အပိုင်းမှာဒီစတားကအရန်ရေးကြီးပါတယ်အဆက်အသွယ်ကောင်းတွေရှိရမယ်အကုန်လုံးတယောက်ထဲလုံးနိုင်တယ်လို့မတွေးရပါဘူးမိတ်ဆွေတွေစီကအလုပ်ကိုင်အခွင့်အရေးတွေအကြံဉာဏ်တွေရလာတတ်ပါတယ်အပေါင်းအသင်းဝင်ဆန့်ပြီးဆရာသမားကောင်းတွေလည်းရှိမယ်ဆိုရင်ငွေပိုတိုးတက်လာဖို့အခွင့်အလမ်းများပါတယ်ဒီထိကြည့်လာပြီးဆိုရင်ချမ်းသာတယ်ဆိုတာငွေများကြီးရတာရှိတာကိုပဲပြောတာမဟုတ်ဘူးဆိုတာကိုတော့ကောင်းကောင်းသဘောပေါက်လောက်ပါပြီဒါကခီးစဉ်တစ်ခုမို့စိတ်ရှိရမယ်ဇွဲကောင်းရမယ်တင်ယူရမယ်တစ်ခါတလေအမားတွေလုံးမိတာမျိုးတွေလည်းကြုံရမယ်တင်ယူပါပြင်းစင်ပါရှစ်ဆက်ပါဘယ်အကောင့်ဘယ်လောက်ကြီးလဲဆိုတာထက်ကိုရဲ့ရွေးချယ်မှုတွေတင်ယူခဲ့ရတာတွေကိုယုံကြည်မှုတိုးလာတာတွေအမြတ်ပါပဲ